Hellboy အပိုင်း3အသိဤတန်ကောက်ဖွင့်ခြင်းအပိုင်းနှစ်မှာတွေ့ခဲ့တဲ့ရှေးအောင်သင်္ကေတကြောင့် BPRD အဖွဲ့ကစုံစမ်းမှုဆက်လုပ်ကြတယ် Professor Broom ကစာအုပ်ဟောင်းတွေစစ်ကြည့်ပြီးဒီသင်္ကေတဟာမကောင်းဆိုးဝါးကဘာတကားကိုဖွင့်ဖို့တုံးတာတယ်လို့ပြောတယ်တကားဖွင့်မယ့်နေရာကတောနဲ့ချဲမှာရှိတဲ့ရှေးအောင်ဖျားကြောင်တစ်ခုထိနိုင်တယ်ဆိုတာသိလာတယ် Hellboy နဲ့သူ့အထွေသားတွေမိုးအုံတောနဲ့ချဲကိုခရီးထွက်ကြတယ်တောထဲမှာထူးဆန်းတဲ့အတန်တွေလှူရှားနေတဲ့အရိပ်တွေတွေ့လာပြီးအန်ဒီရဲ့နီးလာနေတယ်ဆိုတာခံစားရတယ်။နောက်ဆုံးအကြီးမားဆုံးကြောက်တုံးတကားကြီးကိုတွေ့တယ်။အဲ့ဒီပေါ်မှာ Hellboy နဲ့ဆက်နွယ်တဲ့သင်္ကေတတွေထွင်းထားတယ်။ရန်သူအဖိတ်တစ်ခုကတကားကိုဖွင့်ဖို့စတဲ့လုပ်နေကြတယ်။အလင်းမြင်းထန်လာပြီးမြေကြီးလှုပ်ခါတယ်။ Hellboy ကရန်သူတွေကိုတားဆီးဖို့ဝင်တိုက်ပြီးအဖွဲ့သားတွေကတကားကိုပိတ်ဖို့ကြိုးစားကြတယ်။တိုက်ပွဲပြင်းထန်ခဲ့ပေမဲ့ Hellboy ကသူ့စိတ်အားနဲ့တကားကိုအပြည့်မဖွင့်နိုင်အောင်တားဆီးနိုင်ခဲ့တယ်။တကားပိတ်သွားပေမဲ့အတွင်းထဲကအလင်းတချို့ထွက်နေသေးတယ်။ Professor Broom ကဒါကအစိုးမဟုတ်သေးဘူး။ပိုးကြီးတဲ့အရာလာနိုင်တယ်လို့ပြောတယ်။ Hellboy ကတိတ်တဆိတ်ခေါင်းညိတ်ပြီးနောက် mission အထွတ်ပြင်ဆင်တယ်။ Hellboy အပိုင်း၄အမောင်ဤခေါ်စံတောနဲ့သေးကတကားကိုပိတ်နိုင်ခဲ့ပေမဲ့ Hellboy ရဲ့စိတ်ထဲမှာထူးဆန်းတဲ့အိမ်မက်တွေစတင်လာတယ်။ညတိုင်းမီးလောင်နေတဲ့ကဘာတစ်ခုကိုသူ့နာမည်ကိုခေါ်နေတဲ့အတန်တစ်ခုကိုမြင်ကြားနေရတယ်။သူကမပြောချင်ပေမဲ့ Professor Broom ကခံစားမိပြီးမေးလိုက်တယ်။ဒါကမင်းရဲ့အသိနဲ့ဆက်နွယ်တာဖြစ်နိုင်တယ်။ BPRD ထံကိုသတင်းတစ်ခုထပ်ရောက်လာတယ်။မြို့တစ်ခုမှာထူးဆန်းတဲ့တတဝါကြီးတစ်ကောင်ပေါ်လာတယ်။ Hellboy နဲ့အဖွဲ့သားတွေချက်ချင်းသွားစုံစမ်းကြတယ်။မြို့ထဲရောက်တော့လမ်းတွေပစ္စည်းနေပြီးလူတွေထွတ်ပြေးနေကြတယ်။အဆောက်အဦကြားထဲမှာကြောက်တုံးလိုအသားရှိတဲ့တတဝါကြီးတစ်ကောင်ပေါ်လာတယ်။ Hellboy ကမင်းဒီမှာမဖြစ်စည်းရဘူးလို့ပြောပြီးတိုက်ပွဲဝင်တယ်။တိုက်ပွဲပြင်းထန်ခဲ့ပေမဲ့အဖွဲ့သားတွေရဲ့အကူအညီနဲ့တတဝါကိုထိန်းချုပ်နိုင်ခဲ့တယ်။တတဝါပျောက်ကွယ်သွားတဲ့နောက် Hellboy ရဲ့အိမ်မက်ထဲကသင်္ကေတတူတူကိုမြေပြင်ပေါ်မှာတွေ့လိုက်တယ်။ဒါဟာတကားနဲ့ဆက်နွယ်တဲ့အန်ဒီရဲ့တဖြည်းဖြည်းပိုကြီးလာနေတဲ့ဆိုတာသိသိပါပဲ။ Hellboy ကကောင်းကင်ကိုကြည့်ပြီးငါဘဲကလာငါဒီကဘာကိုကာကွယ်မယ်လို့ဆုံးဖြတ်တယ်။အမောင်အန်ဒီရဲ့ကနီးလာနေပြီ။ဆက်ရန်အပိုင်း9မျော